ဆင်းရဲတဲ့ဒီကောင်မလေးကချမ်းသာတဲ့ညီအကို၄ယောက်နဲ့သူတို့အဖိုးတို့နေထိုင်တဲ့ချမ်းသာတဲ့ဆန်အိမ်မှာအလုပ်ရရှိခဲ့တယ်ဒါကသူမရဲ့အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီးလာစားလဲရန်ကောင်းတယ်သူမကအိမ်ဖော်ဖြစ်အလုပ်ရရှိခဲ့တယ်ဒီချမ်းသာအဖိုးမှာမြင်းမလေးတယောက်ကလွန်ခဲ့တဲ့9နှစ်ကပျောက်ဆုံးသွားပြီးမြင်းမလေးရဲ့နောက်ဆုံးတဲ့လွန်စားကကြောက်ပြားလဲဆွဲလေးပဲဖြစ်တယ်ဒီညီအကို၄ယောက်မှာအကိုကြီးဆုံးကစီ EO တယောက်ဖြစ်တယ်အလက်ကဆရာဝန်တယောက်ဖြစ်တယ်ငယ်ကနာမီကြီးအဆိုတော်တယောက်ဖြစ်ပြီးငယ်ဆုံးကကျောင်းသားတယောက်ဖြစ်တယ်ကောင်မလေးကတစ်ဝင်လာတဲ့အိမ်ဖော်အစ်စ်ဖြစ်တာကြောင့်သူ့အထက်စီနီယာတွေကသူကိုအုပ်စုဖွဲ့နိုင်ကျင့်ကြပြီးနေငါတို့ခိုင်းတာလုံးမလုပ်ရင်အိမ်တော်ထင်းကိုနင်လုံးမလုပ်ဘူးလို့သွားပြောမှလို့ချင်းချောက်တဲ့ကောင်မလေးလဲဒီခံပြီးသူတို့ခိုင်းတာလုပ်ပေးခဲ့တယ်သူတို့ကခန်းတစ်ခန်းထဲကိုတန်ရှင်းရေးလုပ်ခိုင်းတယ်တကယ်တော့ဒီအခန်းကဘယ်သူမှဝင်လို့မရတဲ့ပျောက်ဆုံးနေရဲ့မြင်းမလေးရဲ့အခန်းဖြစ်တယ်အမှန်တော့ကောင်မလေးကပျောက်ဆုံးနေရဲ့မြင်းမလေးဖြစ်ပြီးသူမလဲဆွဲနဲ့တပ်ပုံလဲဆွဲနဲ့လဲတစ်ထက်ရတဲ့တူနေတာကြောင့်ကောင်မလေးအန်တသွားတယ်ကောင်မလေးစဉ်းစားမရခက်နေပြီးထို့အချိန်မှအကြီးဆုံးကိုဝင်လာပြီးပါခိုးဖို့ကြံနေတာလဲဒီအခန်းကဘယ်သူမှဝင်လို့မရဘူးဆိုတာမသိလားလို့မေးတယ်သူမကတိအတိုင်းတက်ရှင်းရေးလုပ်တာပဲလို့ပြောပေမဲ့မယုံခဲ့ဘူးကောင်မလေးကိုကျိုးနဲ့ရိုက်ပြီးပြစ်ပေးအပြစ်ပေးဖို့လုံနေချိန်မှာကောင်မလေးအော်တန်ကြောင့်အဖိုးကြပြီးခန်းထဲသို့ဝင်လာတဲ့အဖိုးကသူမကအစ်ရောက်လာတဲ့အိမ်ဖော်အစ်လို့ရှင်းပြမှသူမကိုလွတ်ပေးလိုက်တယ်